တန်တရားကျင်လည်နေတဲ့ဘဝထဲမှာကောင်းစုမကောင်းစုဆိုတဲ့ဆုတော်လုံးမဲမင်္ဂလာပါ KS ဓမ္မ YouTube Channel လေးမှကြိုဆိုလိုက်ပါတယ်မျိုးလူတွေဟာကိုယ့်ရဲ့စိတ်နဲ့သဘောထားအတိုင်းတောင်းဆိုလို့ရှိကြတယ်မကောင်းတဲ့ဆုကိုလည်းပဲတောင်းကြတယ်ကောင်းတဲ့ဆုကိုလည်းတောင်းကြတယ်ဘယ်သူပဲဖြစ်ဖြစ်တန်တရားအတွင်းမှာတောင်းတဲ့ဆုတွေဟာအကောင်းကြီးတော့မရဘူးလို့မှတ်သားရမှာဖြစ်တယ်။ဘာကြောင့်လဲလို့ဆိုလို့ရှိရင်တန်တရားအတွင်းနေကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတာလည်းလုပ်ကြတာပဲမကောင်းတာလည်းလုပ်ကြတာကောင်းမှုမကောင်းမှုအခါလျော်စွာပြုလုပ်နေကြတာဖြစ်သောကြောင့်ကောင်းသောဆုတောင်းတာတို့မကောင်းသောဆုတောင်းတာတို့စိတ်ထဲမှာမိမိတို့ရဲ့ခံစားချက်အရာစေရနာပဋ္ဌနာဆိုတဲ့ဆုတောင်းမှုတွေဟာတန်တရားတွင်မှာတော့အကောင်းကြီးမရနိုင်ဘူးလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာဆုတောင်းလို့ရတော့လည်းပဲတမန်အပြင်ဆုတောင်းနေတဲ့မှာမကောင်းတဲ့အကျိုးတွေကတွဲဖက်ပြီးတော့ပါလာနေတယ်ဆိုတာသတိထားကြဖို့ကိုတောင်းတာကအကောင်းကြီးတောင်းတော့လည်းပဲအဆိုးလည်းတွဲဖက်လာတတ်တယ်စကြတဲ့ကမကောင်းတာတောင်းတဲ့လူလည်းရှိသေးတယ်မကောင်းတဲ့ဆုတောင်းတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ဆိုးရပေါ့ပဋ္ဌနာဆိုတဲ့ဆုတောင်းကကိုယ့်ရဲ့ကုသိုလ်နဲ့ရှင်တွဲလာတဲ့ဆန္ဒအကုသိုလ်နဲ့ရှင်တွဲလာတဲ့ဆန္ဒအားလျော်စွာလူတွေဟာနှုတ်မြက်ပြီးဖြစ်ချင်တာကိုတောင်းဆိုလို့ရှိကြတယ်အဲတောင်းဆိုလို့ရလာတဲ့ဘုံဘဝတွေမှာအကောင်းကြီးမရနိုင်ဘူးတဲ့တန်တရားတွင်မှာဆိုအကောင်းကြီးမရှိဘူးဒါကြောင့်မို့ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့တန်တရားအပြင်တန်တရားမှထွမြောက်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုဥတည်ပြီးဆုတောင်းလို့နိဗ္ဗာန်ရပြီဆိုတဲ့အခါကျတော့အဆိုးမပါတော့အကောင်းကြီးပဲရမှာဖြစ်တယ်တန်တရားတွင်မှာဆုတောင်းမှန်သမျှကတော့အဆိုးပါနေသေးတယ်ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတဲ့ထဲကထိုသုတ်တံထက္ကရာတွေမှာရေးသားထားတဲ့စัจ ကြောင်းဇက်ွက်အတိုင်းအများတတိပြုမိအောင် message ဆိုတဲ့သတင်းစကားဟောကြားမှာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့တတိနဲ့ပညာအလေးနဲ့ထားပြီးတော့တတိဖြင့်ဆိုလိုတဲ့အကြောင်းအရာမြတ်စွာဘုရားရဲ့အဆုံးအမစကားပါရှိလာတဲ့လေးလသုံးသက်ချက်ဆိုတာတွေကိုအာယုစုဆိုင်ပြီးတော့မမိအောင်နားဆင်ကြဖို့ထိုကဲ့သို့အာယုစုဆိုင်ပြီးတော့မမိအောင်နားထောင်ပြီးတဲ့အခါမှာမိမိတို့မှတ်သားထားချက်အကြောင်းအရာတွေတန်တရားဆုတောင်းအကောင်းကြီးမရဆိုတာဘာကိုဆိုလိုတာဆိုတာကိုကိုယ့်ရဲ့အသိပညာဖြင့်ဆင်ခြင်သုံးသပ်ပြီးမှမှန်ကန်တဲ့ဖြေတစ်ခုကိုရကြမှာဖြစ်တယ်ရှေးဥစွာတတိနဲ့မှတ်သားပြီးမှတ်သားထားတဲ့အတိုင်းပညာနဲ့
သုံးသပ်ကြရမှာဖြစ်တယ်တတိနဲ့ပညာဟာတရားနာတဲ့အချိန်မှာအရေးပါဆုံးသောကုသိုလ်နှစ်ပါးပဲဖြစ်တယ်စာပေကျမ်းဂန်မှာပညာပုပ္ပင်ကမာယတတိယဖြစ်စနာဝဋ္ဌရဏသမထတာတရားချစ်ခင်သူတော်စင်များအနေနဲ့ပညာဥဆောင်တဲ့တတိနဲ့စကလုံးအကြောင်းအရာစသည်ကိုအာယုစူးစိုက်ပြီးတော့မှတ်သားကြရမှာဖြစ်ပြီးတတိပုပ္ပင်ကမာယပညာယအထဝဘောဓနာသမထတာဆိုတတိဥဆောင်တဲ့ပညာနဲ့အနေအဓိပ္ပာယ်ကိုထိုးတွင်သိနိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့ယဉ်နဲ့နှလုံးထဲမှာရှိတဲ့တတိနဲ့ပညာဒီနှစ်ခုကိုတိုးမြင့်ထားဖို့မြင့်မအောင်အာယုစူးစိုက်ဖို့ပြီးတဲ့အခါမှာကြောင်းကျိုးဆင်ခြင်သုံးသပ်ဖို့ဓမ္မသာလည်းတတိပညာနှစ်ရပ်ပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်အကျိုးတွေကိုရရှိမှာဆိုတာတတိထားရမှာဖြစ်တယ်ပေါ့တန်တရားထဲမှာတောင်းတဲ့ဆုမှန်သမျှအကောင်းကြည့်မရဘူးဆိုအကောင်းကြည့်မရဘူးဆိုတာဆုတောင်းတဲ့လူတွေကများသောအားဖြင့်အကောင်းဆုတောင်းတာများတယ်သို့တော်ယမယံခါလူတွေရဲ့စိတ်နေသဘောထားဟာပြောင်းလဲသွားပြီးတော့အကောင်းလို့တောင်းပြီးတော့အဆိုးဖြစ်သွားတာတွေလည်းရှိတယ်ဆုတောင်းတယ်ဆိုတာအခြေခံအစွမ်းထက်တဲ့ကုသိုလ်ကောင်းမှုတွေသို့မဟုတ်အကုသိုလ်တွေယဉ်ထဲမှာဖြစ်ပြီးတော့အဲ့ဒါကိုအခြေခံပြီးတော့တောင်းကြတာဖြစ်တယ်အခြေခံကောင်းရင်ကောင်းတဲ့ဆုဖြစ်ပြီးအခြေခံမကောင်းရင်မကောင်းတဲ့ဆုလည်းဖြစ်တတ်တယ်ကုသိုလ်ဘက်မှာဆိုရင်တဒါတတိသမာဓိပညာဆိုတဲ့ဒီလေးမျိုးတဒါဆိုတဲ့ယုံကြည်မှုတတိဆိုတဲ့အာယုစူးစိုက်မှုသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုနဲ့ပညာလို့ဆိုတဲ့ကွယ်ကွယ်ပြားပြားနားလည်သဘောပေါက်မှုဒီတရားတွေဟာကုသိုလ်ဘက်မှာအာယုံကိုစူးစိုက်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့တရားတွေပဲဖြစ်တယ်သူတို့ကိုအခြေခံလိုက်လို့ရှိရင်မိမိတို့တောင်းတဲ့ဆုဟာပို့ပြီးတော့ကောင်းလာတဲ့အနေအထားမျိုးရှိတယ်အကုသိုလ်ဘက်မှာတစ်ဖက်ကြည့်မယ်ဆိုလို့ရှိရင်တဏှာဆိုတဲ့တရားအဝိဇ္ဇာဆိုတဲ့တရားဒိဋ္ဌိဆိုတဲ့မာယွင်းတဲ့အယူအဲ့ဒီတဏှာအဝိဇ္ဇာဒိဋ္ဌိဆိုတဲ့တရားတွေဟာလည်းပဲအာယုန်ထဲမှာနစ်မြုပ်ပြီးတော့အာယုန်ထဲမှာစူးစိုက်တတ်တဲ့ဆွဲမြဲတဲ့အကုသိုလ်တရားမျိုးတွေဖြစ်တယ်အဲ့ဒီတဏှာအဝိဇ္ဇာဒိဋ္ဌိဆိုတာဥဆောင်ပြီးတော့ဆုတောင်းရင်လည်းကိုလိုချင်တဲ့ဆုဖြစ်တော်လည်းပဲကိုအကျိုးသူ့အကျိုးနှမျိုးလုံးကိုပျက်စီးစေတတ်တဲ့ဆုတောင်းမျိုးလည်းဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဆုတောင်းတယ်ဆိုတာတတ္တာတတိပညာသမာဓိဆိုတာတွေဥဆောင်ပြီးတော့တောင်းရင်အထိုက်လျောက်ကောင်းတာရပြီတဏှာဒိဋ္ဌိအဝိဇ္ဇာဥဆောင်လိုက်ရင်တော့ဆိုးချိုးကိုပေးတတ်တဲ့ဆုတောင်းမှုတွေဆုတောင်းတတ်တယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဓမ္မပဒအထက်ကထာကာလီဆိုတဲ့ဝတ္ထုမှာမာယွန်းနဲ့အတွေးတွေနဲ့
အိမ်တော်ပဲချင်းတူတဲ့အမျိုးသမီး2ယောက်ရဲ့ဇာတ်လမ်းကဒီဒိဗေကိုထင်ရှားစေတယ်အမျိုးသား2ဦးနဲ့အိမ်တော်ပြုတဲ့အမျိုးသမီး2ဦးတူကယူသားတော်လည်းပဲတူကမယုံမသာဒုက္ခပေးဖို့လုပ်လို့ရှိအပြစ်မှကျင့်တော့တူပေါ်တူကျင်ညာတဲ့ကျင်နာတဲ့သဘောတရားရှိတော့လည်းပဲအတွင်းစိတ်ကကောင်းနေသည့်အတွက်ကြောင့်အကျဉ်းတရားမဟုတ်ဘူးလှည့်စားမှုသာဖြစ်သွားတယ်ပေါ့နော်လှည့်စားမှုနဲ့မလုပ်တယ်လေလက်ချက်နဲ့ကလေးပြက်ကြပြီးတော့လူကြီးပါဆုံးရှုံးသက်ဆုံးသွားတယ်အဲ့တော့ပထမအိမ်တော်ရဲ့လက်ချက်ဆိုတာကိုသိပြီးတော့ဒီအချိန်မှာတဦးနဲ့တူမေတ္တာပြတ်သွားပြီးသေဆုံးကနေမှမကောင်းတဲ့ဆုတောင်းလိုက်တယ်နောက်ဘဝကြရင်သာသမီနဲ့တည်းကွာနင်းကိုစားနိုင်တဲ့သူဖြစ်ပါစေဒေါသအခြေခံပြီးတော့သူလိုချင်တဲ့ပတ္ထနာအဝိဇ္ဇာကြောင့်ဒေါသဖြစ်တယ်ဒေါသဖြစ်လို့ကောင်းမဲ့ထင်ပြီးတော့တဏှာနဲ့ဆုတောင်းလိုက်တယ်ဆုတောင်းလိုက်တော့တည်တဲ့အခါမှာအဲ့ဒီအိမ်မှာကြောင်မသွားဖြစ်ခုနကအကောက်ကျန်တဲ့ပထမအိမ်တော်အမျိုးသမီးဟာလည်းပဲသူကြောင့်သိရတယ်ဆိုပြီးသူလည်းပဲရှားကြနှစ်ကြနဲ့သိဆုံးသွားတယ်သိဆုံးသွားတော့အဲ့ဒီအိမ်မှာသူကကြက်မသွားဖြစ်တယ်ကျမကဥတိုင်းမွေးတိုင်းကျောင်းမကလာစားတယ်သဗ္ဗေတ္တအာဟာရဒိဋ္ဌိကအစာစားလို့စားတာမဟုတ်ဘူးမုန်းတီးတဲ့စိတ်နဲ့ဆုတောင်းမကောင်းတဲ့ဆုတောင်းကြောင့်နောက်ဆုံးမှာကျမကိုတောင်းမဲကျောင်းမကဖမ်းပြီးတော့တတ်စားပလိုက်တယ်ခါသီးတဲ့အမုံကရင်ထဲမှာရှိနေအဲ့ဒီတော့ကျက်မကတေကန်ဒီတခါဆူတောင်းသွားပြန်တယ်နောက်မှကျတော့နင့်ကိုသာသမီနဲ့ကွာငါကနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေသူ့အလှလောကလူတွေက revenge လို့ခေါ်တယ်ကလေးစားချေတာဝါသနာပါကြတယ်ဒီခါတော့ငါအလှဒီခါတော့အရင်တော့ကမင်းအလှဒီခါငါအလှပဲဆုတောင်းပြန်တယ်သူကမကောင်းတဲ့ဆုတွေတောင်းတော့ပြန်ပြီသာသမီနဲ့ကွမင်းကိုနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဆိုမကောင်းတဲ့ဆုကလည်းပြည့်တယ်ဘယ်ရောက်သွားတော့ဆိုတောထဲမှာကျက်တစ်မှသွားဖြစ်တယ်တာကောင်စားတဲ့ရက်စတဲ့တာကောင်မျိုးသွားပြီးတော့ဖြစ်တော့ကြောင်မကဘာသွားဖြစ်တုံးဆိုသမင်မသွားဖြစ်ရပြန်တွေ့ကြပြန်ပြီတခါသမင်မွေးတိုင်းကြားစားတယ်ဆိုသမင်မွေးရင်ကြားစားရင်ကျက်တဲ့ကဒီသမင်မမွေးတာနဲ့ပဲစားလိုက်တာခါသီးတဲ့အမုန်းနဲ့စားတာဖြစ်တယ်နောက်ဆုံးကျတော့သမင်မကြီးကိုမချမ်းထားပဲနဲ့စားပြလိုက်တယ်အဲ့ဒီအချိန်မှာသမင်မကမြေလုံးလေးကြောင်းတောင်းတေကန်ဤဆဲဆဲလေးမှာဆုတောင်းသွားပြန်တယ်နောက်မှကျတော့ဒင်းကိုနိုင်တဲ့သူဖြစ်ရပါလို့ဆိုအဲ့ဒီသမင်မကဘလူးမှသွားဖြစ်ပြန်တယ်ခုနကကျက်တစ်မကလူလာဖြစ်တယ်အဲ့တော့လက်စားချေတဲ့ဝါဒအသုံးချပြီးတော့ဆုတောင်းသွားလိုက်ကြတာမကောင်းတဲ့ဆုတွေတန်တရားထဲမှာကောင်းတဲ့ဆုတောင်းတာတောင်အကောင်းကြီးမရတော့သူတို့တောင်းလိုက်တာကအဆိုးတွေကြီးပဲဖြစ်တော့ဒုက္ခပေးကြတာ
မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာနှုတ်နှဝကြည်အေးပြီးအဲ့ဒီမှာလက်စားချေတဲ့ဇတ်လန်းဟာပြတ်သွားတယ်ဘုရားနဲ့မတွေ့ရင်ပြတ်မှာမဟုတ်ဘူးတန်တရားထဲမှာမကောင်းတဲ့ဆုတောင်းရင်လည်းပဲအထိုက်လျောက်ဖြစ်တယ်ဆိုတာဘာကြောင့်ဖြစ်လဲတဏှာရဲ့အဝိဇ္ဇာရဲ့ဒိဋ္ဌိရဲ့ဆိုတဲ့စွမ်းအားကြီးမားတဲ့ဒီသဘာဝတရားတွေဥဆောင်နေတာဖြစ်သောကြောင့်ကိုတောင်းတာတွေဖြစ်နေတတ်တယ်ဟုတ်ပြီတတ္ထာတတိသမာဓိပညာဆိုတဲ့ကုသိုလ်ဘက်ကစွမ်းအားကြီးတဲ့တရားတွေယင်ထဲမှာရှိလို့တန်တရားထဲမှာဆွတောင်းကြတယ်ဤကောင်းမှုကြောင့်လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာရရှိခံစားရပါလို့ဤလူထဲမှာလည်းပဲစကြဝဠာမင်းဖြစ်ရပါလို့ဤနတ်ထဲမှာဆိုရင်လည်းတရားမင်းဖြစ်ရပါလို့ဤဆိုတဲ့ဆုတောင်းလူထဲမှာလည်းပဲတထေးတကြွယ်နတ်ဘဝရောက်ရင်လည်းမသေးမငယ်တကိုးကြီးတဲ့နတ်ဒီလိုဖြစ်ဖို့ဆုတောင်းကြတယ်ဆုတောင်းဆိုတာလူတွေဟာကောင်းတာလည်းတောင်းတယ်မကောင်းတာလည်းတောင်းတယ်ကြံ့ကြံ့ဖန်ဖန်ဆုတောင်းသေးတယ်ငှက်ဖြစ်ရင်လည်းတခိုင်းနဲ့ဖြစ်ပြရစီငှက်ဘဝတောင်မှဆုတောင်းလိုက်သေးတယ်နော်ဝက်ဖြစ်ရင်လည်းဝက်စခြင်းတစ်ခုတည်းမှစားပြရစီပြန်တောင်းသေးလားမသိဘူးအဲ့ဒါလို့မကောင်းတဲ့ဆုတွေကိုလည်းတောင်းနေတောင်းထားရှိကြတယ်စေရနာတို့ပဋ္ဌနာတို့စွမ်းအားရှိသည့်အတွက်ကြောင့်အခြေခံကိုအကြောင်းပြုပြီးတော့စေရနာစွမ်းအားတွေကြောင့်မို့လို့ဆန္ဒပြုတာတွေဟာအထိုက်လျောက်ဖြစ်သွားကြတယ်အေးစကြဝဠာမြဲဖြစ်ရပါလို့ဤတရားမင်းဖြစ်ရပါလို့ဤတို့တန်တရားထဲမှာတောင်းလိုက်တဲ့ဆုဟာအကောင်းကြီးရလားလို့ဆိုပေးရမှာဘယ်လိုအကောင်းမရတော့ဆိုသူမတောင်းတာတွေဒီထဲမှာပါတယ်စကြဝဠာမင်းဖြစ်ပြီးတဲ့အခါမှာစကြဝဠာမင်းဘဝရောက်ရင်လည်းပဲသူမလို့ခြင်းနဲ့အိုခြင်းနာခြင်းသိခြင်းဆိုဆင်းရဲဒုက္ခတွေ့ရတာဒါဆုတောင်းတော့ကမပါဘူးဆုတောင်းတော့ကအိုခြင်းနာခြင်းသိခြင်းဆိုမပါဘူးသို့တော့တန်တရားထဲမှာဆုတောင်းကြည့်မကောင်းခြင်းနဲ့ကိုမလို့ခြင်းနဲ့လည်းရလာဒါကြောင့်မို့တန်တရားဆုတောင်းအကောင်းကြည့်မရဘူးအဆိုးနဲ့ပဲဆုံးတတ်တယ်တရားမင်းဖြစ်ရပါလို့ဤတရားဘဝဆုံးသက်သုတိနော်သုတိကျွေရသေးတာပဲဘယ်ဘဝမှမမြဲတာဖြစ်တော့ကြောင့်တန်တရားထဲမှာကိုမလို့ခြင်းနဲ့အခြေအနေဆိုးတွေဟာနောက်ဆုံးမှရင်ဆိုင်ပြီးတော့သွားကြရတယ်ဒါအတော်သင့်ကောင်းတဲ့တန်တရားထဲမှာဆုတောင်းဒီထဲမှာလည်းပဲတန်တရားဝုကလွတ်ဖို့ဆုတောင်းဆိုတဲ့အခါမှာမလွတ်ခင်စัจ जा ဆိုတာလေးကလာသေးတယ်စัจ जा ဆုကလည်းတောင်းရတယ်နော်တန်တရားခရီးနိဗ္ဗာန်မရမီစัจ जा ဆိုအဲ့ဒီစัจ जा ဆုကလည်းပဲတန်တရားရှိစေပြီးဖြစ်နေရဘဝမှာခဏခဏသေရပါလို့ဤခဏခဏအိုရပါလို့ဤခဏခဏနာရပါခဏခဏသေရပါလို့ဤဆိုတဲ့ဒုက္ခတွေကိုထက်သွင်းပြီးဆုတောင်းတယ်လို့ဖြစ်သွားတယ်အဲ့ဒီစัจ जा ပါလို့ရှင်အိဗံမရမီစัจ जा လို့ထက်သွင်းပြီးဆုတောင်းလိုက်တဲ့ဆုတောင်းရောက်မို့လို့ဘဝတန်တရားမှာအကျိန်ပေါင်းများစွာသိဆုံးပြီးတော့မှနိဗ္ဗာန်ကိုရသွားတယ်။ဒါကြောင့်မို့တန်တရားတွေကဆုတောင်းအကောင်းကြည့်မရဘူးလို့ပြောတယ်နော်။အကောင်းတွေကြည့်မရဘူးဆိုရပါတယ်။အေးဆုတောင်းဆိုတဲ့ဟာ
တချို့ကကြတော့သူများကိုဒုက္ခပေးဖို့ဆုတောင်းကိုကောင်းစားခြင်းတို့တောင်းတဲ့ဆုတောင်းဆိုတာတွေလေလောကကြီးမှာရှိသေးတယ်ဆုတောင်းအမျိုးမျိုးဗမာပြည်မှာထုတ်ပါတယ်ဘုရားရှိခိုးအမျိုးမျိုးတို့ဆုတောင်းအမျိုးမျိုးတို့ကောင်းတဲ့ထင်ပြီးတော့တောင်းကြတဲ့ထဲပဲတန်တရားထဲမှာဆိုရင်တော့အကောင်းကြီးမရနိုင်ဘူးဆိုလိုက်ပါမယ်။အိုရင်နာခြင်းသိခြင်းဆိုတဲ့ဒါတွေနဲ့လွတ်ကင်းတဲ့တန်တရားဘဝဆိုတာမရှိဘူး။နိဗ္ဗာန်ကိုဆုတောင်းလို့နိဗ္ဗာန်ရမှသာလေနိဗ္ဗာန်ဆိုတဲ့ဆုတည်သာလေနောက်ဆုံးမှကိုယ်မှာအကောင်းကြီးရမှာဖြစ်တယ်။ထာဝရအငြိမ့်တဲ့နိဗ္ဗာန်မြတ်ကိုမျက်မှောက်ပြုရပါလို့ဆင်းရဲဒုက္ခချုပ်ငြိမ်းရနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤဆိုမှအဲ့ဒီဆင်းရဲဒုက္ခချုပ်ငြိမ်းပြီဆိုတဲ့ဆုတောင်းပြည့်ပြီဆိုတဲ့အချိန်မှာတော့တကယ်အငြိမ့်တဲ့နိဗ္ဗာန်ကြမှာသာလေကိုယ့်ရဲ့ဆုတောင်းဟာအကောင်းကြီးဖြစ်မှာဖြစ်တယ်။တန်တရားဆုတောင်းကတော့အကောင်းကြီးမရနိုင်ဘူးလို့မှတ်ရမယ်။ဒီထဲမှာစာပေကျမ်းကမှာဟိုတစဒီတစဖော်ပြထားတဲ့ဆုတောင်းလေးတွေအကြောင်းကိုပြောအောင်။ဝက်ဆုတောင်းလေးတွေရှိတယ်။ရှင်နုရုဒ္ဓရဲ့ဆုတောင်းခရီးသွားနေတဲ့အချိန်မှာလူဆိုတာအခွင့်ဒူးဆိုတာအခွင့်လန်းဆိုတာယမယခပွင့်လာတတ်တယ် opportunity ခေါ်တယ်အခွင့်ဒူးအဲ့ဒီအခွင့်ဒူးကိုလှလှပပအသုံးချနိုင်တဲ့ပုဂ္ဂိုလ်ဟာကြီးပေါ်တိုးတက်သွားနိုင်တယ်အဲ့ဒီအခွင့်လန်းဆိုတာဘာတော့ဘုန်းကြီးတို့တွေရောအခွင့်လန်းမရဘူးလားလို့ကြည့်လိုက်လူဘဝရောက်နေတယ်အသိဉာဏ်ရှိတဲ့လူဖြစ်တယ်ကုသိုလ်ပြုဖို့အခွင့်အလမ်းတွေကြုံတယ်မြတ်စွာဘုရားသာသနာတော်နဲ့ဆုံတွေ့တယ်ရှင်ထဲမှာတရားရှိတယ်ဟောဒါအခွင့်အရေးတွေလို့ခေါ်တယ်ဒီအခွင့်အရေးတွေကိုအသုံးချပြီးတော့ဘဝမှာတိုးတက်ကြီးပွားသွားအောင်လုပ်နိုင်တဲ့အနေအထားမျိုးရှိတယ်။သို့တော့လှုပ်ခြင်းမလှုပ်ခြင်းဟာကိုယ်နဲ့သာဆိုင်နေပေါ့။ဒီလိုအခွင့်ကောင်းကြီးကျုံနေရတဲ့နဲ့မလှုပ်ဘူးဆိုလို့ရှိရင်အခွင့်ကောင်းဆိုတာထာဝရမဟုတ်ဘူးတခဏမျှတာကိုယ်နဲ့ဆုံတွေ့တာဖြစ်တယ်။မကြခင်အခွင့်ကောင်းကြီးဟာပြည့်စုံသွားနိုင်တယ်ပေါ့။ဒါကြောင့်အခွင့်ကောင်းမပြည့်စုံခင်ကိုလှုပ်တဲ့လှုပ်ထိုက်တာကိုတတိနဲ့ပညာနဲ့အာယုစူးစိုက်ပြီးဆင်ញင်သုံးသပ်ပြီးလုပ်ရမှာဖြစ်တယ်ရှင်အနုရုဒ္ဓဟာတန်တရားဘဝတစ်ခုမှာမြဲရိပ်ပြီးတော့ရောင်းစားရတဲ့ဆင်းရဲသားတယောက်ဖြစ်အဲ့ဒီဆင်းရဲသားဖြစ်တဲ့အခါမှာသူ့ရင်ထဲမှာသရတရားရှိတယ်လှုပ်အားရှိတယ်အခွင့်အလမ်းတွေရှိတယ်သူ့မှာအဲ့ဒီအခွင့်အလမ်းကိုသူအသုံးချလိုက်တယ်တနေ့ကျတော့မျက်ထုတ်ထမ်းပြီးတော့ပြန်လာတဲ့ဘောကြီးပန်းကြီးပြန်လာတဲ့အချိန်လေးမှာပိစိကဗုဒ္ဓတဆူနဲ့ပဲပဲမှတွေ့ရှင်နေကသရဖြစ်တယ်ရှင်နေကသရဖြစ်သည့်အတွက်မျက်ထုတ်ချအိမ်ပြန်ပြီးတော့သူ့အတွက်ချက်ထားတဲ့ထမင်းကိုယူထမင်းကိုယူပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထက်လောင်းပြီးတော့ဝန္တာအာယတရာပိတိကြည်နူးစွာနဲ့လှူဒန်းလိုက်တယ်ဒါအခွင့်အလမ်းကိုသူအသုံးချလိုက်တာပဲဖြစ်တယ်နော်ပိစိကဗုဒ္ဓနဲ့တွေ့တယ်သူ့မှာစားစရာရှိတယ်ရင်ထဲကသရာဖြစ်တယ်အပြေးလွှားသွားယူပြီးတော့ပိစိကဗုဒ္ဓသပိတ်ထက်လောင်းထည့်လိုက်တယ်ဟောဒီဌာနကောင်းမှုတစ်ခုပြုလိုက်တာ
ဒါသူ့အတွက်အခွင့်အလမ်းကြီးတစ်ခုသူ့လုံးလိုက်တယ်ပေါ့အခွင့်ကိုသုံးချလိုက်တာဖြစ်အသုံးချပြီးတဲ့အခါမှာသူ့ဆန္ဒကိုဖော်ထုတ်လိုက်တာဘလို့တောင်းလို့ဆိုရင်သူကဟောဒီကုသိုလ်ကောင်းမှုကြောင့်တဲ့လှူဒန်းရတဲ့ဒီကုသိုလ်ကောင်းမှုကြောင့်မာမေတာလိဋ္ဌိယဟုဘယ်သောခါမှဆင်းရဲတဲ့ဘဝမှာမဖြစ်ပြရစေနဲ့ဒါသူဆွတ်တောင်းတယ်ဘယ်တော့မှလူမဲဘဝမဖြစ်ပြရစေနဲ့ဆင်းရဲမွဲတေတဲ့ဘဝမှာမဖြစ်ပြရစေနဲ့ဒါတွေမကဘူးနတ္ထိတိဝဆနနာမအဟောတိဘဝဘဝေမရှိဘူးဆိုတဲ့စကားကိုတောင်မကြားခြင်းမရှိဘူးဆိုတဲ့စကားတောင်မှသူ့ရဲ့ရှင်ထဲမှာဘယ်တော့မှဒီစကားလုံးကိုမရှိပါရစေနဲ့မသုံးတော့မရစေခုခေတ်လူတွေပြောတယ်မဟုတ်လားငါရဲ့ dictionary ထဲမှာမသိဘူးဆိုတာမရှိဘူးအလုံးသိတယ်ဆိုတဲ့အဓိပ္ပာယ်သူလည်းမရှိဘူးဆိုတဲ့စကားမကြားပါရစေနဲ့ဆင်းရဲမွဲတေတဲ့ဘဝဘယ်တော့မှမရောက်ပါရစေအဲ့တော့သူဆုတောင်းတာဆင်းရဲမွဲတေတဲ့ဘဝမရောက်ပါရစေနဲ့ဆိုရင်ချမ်းသာတဲ့ဘဝလုံလောက်တယ်မရှိဘူးဆိုတာတောင်မကြားပါရစေနဲ့ဆိုတော့သူတောင်းလိုက်တဲ့ဆိုတာသူဟာမသိတဲ့ဘဝမျိုးလိုဖြစ်သွားတယ်မုံတောင်မှကစားပွဲတိုင်းတငယ်ချင်းတွေနဲ့မုံတန်းကစားတယ်ကစားတိုင်းသူဟာရှင်နုရုဒ္ဓမင်းသားဘဝမှာကစားပွဲရှုံးလို့သူကကြီးပဲကျွေးရတယ်ကျွေးရပါများတော့အိမ်ကသူ့အမေကမုံကုံနေလို့မရှိတော့ဘူးလို့ပြောလိုက်တာကိုအဲ့ဒီမရှိတာကိုပဲပေးလိုက်ပါလို့ပြောတာမရှိကိုမသိလို့မရှိမုံဆိုပြီးတော့သူကတယ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုမသိတာမကြားပါရစေနဲ့သို့တော့သူတောင်းလိုက်တဲ့ဆုကြောင့်မရှိဘူးဆိုတာမသိဘူးဒီအဓိပ္ပာယ်ငါသားနားလဲအောင်ပြမယ်ရွှေခွဲတစ်ခွက်အောက်ကထားအပေါ်ရွှေခွဲတစ်ခွက်ကဖုံးအထဲထဲဘာမှမထည့်ပဲနဲ့ရော့မရှိဘူးဆိုတဲ့မုံဟာဒါပဲလို့ဆိုပြီးတော့ခွက်ကြည့်ပေးလိုက်တယ်ဟိုရောက်တဲ့အခါကျတော့မုံတွေကပြည့်နေတဲ့ခွက်ထဲရောက်ဒါသူ့ဆုတောင်းပဲနော်ဆုတောင်းကြောင့်မှသူမရှိဘူးဆိုတဲ့အတိကိုသူကောင်းနဲ့မရောက်အောင်လုပ်ပေးထားတာကုသကံလုပ်ပေးတာဒါသူ့ရဲ့ဆုတောင်းပဲအဲ့ဒါလို့ကိုလိုချင်တဲ့ဆုတောင်းတာရတာမှန်တော်လဲပဲတခါတရံကြတော့မရှိဘူးဆိုတဲ့စကားလုံးကိုမသိရအောင်လားဆိုပြီးတော့ပြစ်တင်เสียခံရမှာပေါ့နော်ထမင်းပဲအစဖြစ်တယ်ဆိုတာလေးတောင်မသိဘူးဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်အရဏရဆိုတဲ့အဓိပ္ပာယ်မျိုးခဏိခေဆိုပြောခံမှာသိကြတယ်နော်ဒါရှင်နုရုဒ္ဓရဲ့ဆုတောင်းမှာဘလောက်သူချမ်းသာတယ်မရှိဘူးဆိုတဲ့စကားကိုမကြားရအောင်ဘဝမှာနေထိုင်ခဲ့ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဆုတောင်းဆိုတဲ့ထဲမှာတောင်းကြတဲ့ကသူများကိုဒုက္ခပေးဖို့ထက်တောင်းတဲ့ဆုတောင်းတွေကလည်းရှိသေးတယ်အဲ့ဒီဆုတောင်းမျိုးတွေတော့တောင်းပြီးပြီဆိုရင်အများကိုဒုက္ခပေးတဲ့ဆုမျိုးတွေဖြစ်တတ်တယ်ကိုကြိုက်တာနဲ့လည်းသွားပြီးတော့ဒုက္ခပေးမဲ့ဆုမျိုးဟာမတောင်းသင့်ဘူးတောင်းလိုက်လို့ရှိရင်ကိုမလို့ချင်းလိုချင်တာကတခြားရတာကတခြားလောကမှာအကောင်းထင်ပြီးတော့လှုပ်လို့အဆိုးပါလာရင် side effect လို့ခေါ်တယ်အင်္ဂလိပ်လိုနော်ဘေးထွက်ဆိုးကျိုးတဲ့ယောဂပျောက်ဖို့ဆေးတောက်တဲ့အခါမှာအဲ့ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဆိုတာရှိတတ်တယ်အဲ့ဒါကို side effect အဲ့ဒါလိုပဲဆုတောင်းတဲ့အထဲမှာလည်းပဲအကောင်းလို့ထင်ပြီးလှုပ်တာဘေးထွက်ဆိုးကျိုးတွေပါလာတတ်သေးတယ်
တန်တရားတွင်ကဆုတောင်းမှန်သမျှအကောင်းကြီးမရနိုင်ပါဘူးမမိသမျှလေးပြောရမယ်ဆိုရင်အနာတပိန်တထေးကြီးရဲ့ညီမကမွေးတဲ့ခေမကဆိုတဲ့တထေးသားတယောက်ရှိတယ်အနာတပိန်တထေးနဲ့တူတော်တယ်အဲ့ဒီလူကနာတပိန်တထေးရဲ့တူကသူမိသားစုကလည်းတထေးဆိုတော့ချမ်းသာတယ်ချမ်းသာရုံနဲ့မကဘူးသူကရုပ်ကလည်းပထမချောတယ်ရုပ်ချောပြီမဲ့လို့တန်တရားမှာသူဆူတောင်းခဲ့တဲ့အမှားကြောင့်အများကမကျေနပ်เสียမင်းပြစ်မင်းတန်တဲ့အလုပ်တွေကိုခဏခဏကျူးလွန်လို့တိုင်းပြည်အုပ်ချုပ်တဲ့ပသိနေရီကောသရမင်းကြီးကခဏခဏဖမ်းရတယ်သူသို့တော့ရှေးတုန်းကဘုရင်တွေဟာတထေးကိုတန်မိုးထားကြတယ်လေးစားကြတယ်အနာတပိန်တထေးကြီးကိုအာနာလို့ဆိုပြီးတော့သူ့ကိုပြန်ပြန်လွတ်လိုက်တယ်ဖမ်းတော့ဖမ်းတယ်အရေးမယူအနာတပိန်တထေးရဲ့မျက်နှာနဲ့သူ့ကိုလွတ်လိုက်တယ်သူကဘာပြစ်မှုတွေကျူးလွန်ပြီးတော့ဘာဆုတွေတောင်းခဲ့တာတော့လို့ဆိုသူကကသဗ္ဗဘုရားလက်ထက်တုန်းကဒီပေါဇင်ထိုးသမားဖြစ်ခဲ့တယ်ပေါဇင်ထိုးသမားနာမည်ကြီးပေါဇင်ထိုးသမားလက်ဝှိသမားပေါ့လက်ဝှိကျော်ဖြစ်ခဲ့တယ်အဲဒီတုန်းကကသဗ္ဗဘုရားရဲ့ကသဗ္ဗဘုရားပြိဋိဘံစံသွားတဲ့အခါမှာဘုရားကိုရည်စူးတဲ့ရွှေစေတီကြီးမှာရွှေနဲ့လှုပ်ထားတဲ့တကွန်နှစ်ခုကိုစေတီပေါ်မှာတင်ပြီးတော့လှူဒန်းခဲ့တယ်ကြီးညိုသရာစိတ်နဲ့လှူဒန်းခဲ့တယ်တော့လှူဒန်းတဲ့အခါမှာနိဗ္ဗာန်ရရပါလို့ဤလို့မဆုတောင်းမနဲ့ဘာသွားဆုတောင်းလို့ဆိုဒီကောင်းမှုကြောင့်နဲ့သူ့ရဲ့ဆွေမျိုးသားချင်းအမျိုးသမီးတွေမှတပါအမျိုးသမီးအလုံးဟာသူမြင်လို့ရှိရင်မဆွဲလမ်းမဲ့မနေပါစေနဲ့ကဲသူတောင်းတဲ့ဆိုတာအဲ့ဒီဆိုသွားတောင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလိုမတောင်းမှုတန်တရားထဲမှာသူ့ကိုမြင်တဲ့အမျိုးသမီးတိုင်းဟာသူ့ကိုအငမ်းမရကြိုက်နေတဲ့ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေကြံ့ကြံ့ဖန်မှန်လဲသွားတောင်းနော်ဒီစုတောင်းတာဝတိမြို့မှာသူနဲ့တွေ့သမျှအမျိုးသမီးတွေဟာသူ့မြင်လို့ရှိရင်ကိုယ်စိတ်ကိုမထိန်နိုင်တဲ့အတွက်ကြောင့်သူနဲ့မောက်မားတဲ့ဟာတွေကခဏခဏတိုင်ကြတော်ကြတဲ့အခါမှာကောသရမင်းကြီးကထောင်လန်းပြီးတော့ဒီပြစ်မှုကျူးလွန်တဲ့လူဖမ်းတဲ့အခါသူ့ကြီးပဲဖမ်းမိတယ်အနာရဝိတထေးကြီးအာနာရနဲ့အကျဉ်းချင်းလွတ်နောက်တော့အနာရဝိတထေးကြီးကဒီသတင်းတွေကြားတဲ့အခါဒီကောင်တော့မဖြစ်ဘူးဆိုဖះစီပုတ်မြတ်စွာဘုရားဆုံးမမြတ်စွာဘုရားကဆုံးမလိုက်တဲ့အခါကျတော့မှဒီဒုက္ခကကျွတ်သွားတယ်နော်တာဝတိမျိုးကမိသားစုတွေလည်းအေးချမ်းချမ်းနဲ့နေနိုင်ဖြစ်နိုင်သွားတယ်အိတ်နိုင်သွားတယ်အဲ့ဒါတန်တရားထဲမှာမတောင်းရမဲ့စုကိုကောင်းထင်ပြီးတောင်းခဲ့တာလည်းဖြစ်တယ်ပေါ့ဒုက္ခပေးတဲ့စုကိုသူတောင်းခဲ့တာကုသိုလ်ကောင်းမှုဆိုတာလူရဲ့ဆန္ဒအလိုက်သူ့ရဲ့ရည်ရွယ်ချက်အတိုင်းဖော်ဆောင်ပေးတတ်တဲ့သဘောရှိတယ်ပေါ့ဆုတောင်းရင်တောင်းတဲ့အတိုင်းကုသိုလ်ကောင်းမှုကတန်တရားထဲမှာလိုက်ပြီးတော့ပေးတယ်ကုသိုလ်ကောင်းမှုကမပေးနိုင်တာတော့ဘာတော့လူဘဝရပြီးမအိုးရဘူးမသေးရဘူးမနာရဘူးဆိုတော့မပေးနိုင်ဘူးသူကတန်တရားထဲမှာဆိုရင်တော့ဒီစုတွေကလွှဲရင်ကျန်တာတွေကုန်ပေးနိုင်အေးနိဗ္ဗာန်ရောက်မှသာမအိုးခြင်းမနာခြင်းမသေးခြင်းဆိုတာရဖြစ်မှာဖြစ်တယ်ဒါကခေမကတထေသားရဲ့
သူတောင်းတဲ့ဆုကလူတွေကိုဒုက္ခပေးသွားတယ်နောက်တစ်ခါ950ဇတ်ထဲကဥမ္မာဒန္တိဒီအေယဝတီတိုင်းကလူတွေကတော့ဥမ္မာဒန္တိတဲသွားတဲ့စေတီတွေတွေ့လိုက်မယ်အဲ့ဒီဥမ္မာဒန္တိမဟုတ်ဘူးနော်ဥမ္မာဒန္တိပသိင်ကဥမ္မာဒန္တိမိဖုရားမဟုတ်ဘူး950ဇတ်ထဲမှာပါတဲ့ဥမ္မာဒန္တိဥမ္မာဒန္တိဆိုတဲ့အဓိပ္ပာယ်ကပါတော့ဆိုအယူအမှုဖြစ်စေသူ crazy သူယူတာမဟုတ်ဘူးသူများကိုယူအောင်လုပ်တာအဲ့တော့မအောင်မတို့ဘာလို့မမဲ့ကြပါနဲ့နော်ပါဠိအစစ်ကတော့ဥမ္မာဒန္တိဥမ္မာဒဆိုတာယူသွခြင်းဥမ္မာဒန္တိဆိုတာယူသွစေသူဘယ်သူကိုယူသွစေတာတော့ဆိုသူ့မြင်တဲ့လူတွေယူအောင်လုပ်တာနော်သူကိုယ်တိုင်ကယူတာမဟုတ်ဘူးသူများကိုယူစေတယ်သူဟာလည်းပဲဆုတောင်းတစ်ခုဆုမတောင်းတဲ့နာသူဆုတောင်းခဲ့ဘူးတယ်။ဘာဆုတောင်းလို့ဆိုတော့ဘဝတစ်ခုမှာသူကဆင်းရဲတဲ့မိသားစုမှာမိန်းကလေးဖြစ်တယ်။ဆင်းရဲတော့သူများလို့လှလှပပအဝတ်တွေမောနိုင်အယောင်လှပတဲ့အဝတ်တွေကိုမောနိုင်နေ့စဉ်ကျင်းပတဲ့ပွဲသဘင်မှာဟိုကောင်းစားလာနဲ့သူကတငယ်ချင်းအပေါင်းစုတွေနဲ့အဲ့ဒီပွဲကိုပါဝင်ဆင်နွှဲခြင်းတယ်ဒါပေမဲ့သူဝတ်တဲ့အဝတ်ကအဝတ်စုပ်အဝတ်ဟောင်းအဝတ်နွမ်းဆိုတော့သူကဝတ်ချင်တယ်မိဘကိုပူဇော်တဲ့အခါမှာမိဘကဝယ်မပေးနိုင်ဘူးသူကပဲကြံ့ကြံ့ပေးတယ်သူ့ကိုဝယ်မပေးနိုင်ဘူးဆိုလို့ရှိရင်တဲ့သူများအိမ်ကို3နှစ်အဝတ်စားအတွက်ထမင်းစားကြုံခံပေါ့ခုလို့ဆိုနော် housemate သွားလုပ်တာပေါ့အိမ်စိလုပ်ငန်းပေါ့အိမ်အကူလို့ခေါ်တယ်ခုခေတ်အိမ်ကူလုပ်ငန်းသွားလုပ်ရတယ်သူကဝတ္တရားကြည့်ပြုံးလိမ့်လိမ့်မမနဲ့လုပ်တော့အိရှင်တွေကသဘောကျတော့သူ့ကို3နှစ်မပြည့်ခင်ပဲသူလိုချင်တဲ့အဝတ်အထည်တွေပေးလိုက်တယ်ဒါနဲ့ပွဲလန်းသဘင်နီးပြီဆိုတော့သူတငယ်ချင်းပေါင်းသိနေနဲ့အဲ့ဒီအဝတ်ကြီးကိုဝတ်ပြီးတော့ပွဲကိုဆင်နွှဲမယ်ဆိုရေဆင်းချိုရေချိုရေမိုးချိုတယ်ဝတ်မယ်ဆိုပြီးတော့ရေမိုးချိုအဲ့ဒီအချိန်မှာအဝတ်ကလေးဝတ်မယ်လို့ရေမိုးချိုးတဲ့အချိန်မှာဘာတွေ့တော့ဆိုကသဗ္ဗမြတ်စွာဘုရားရဲ့တပည့်ယဟန်တစ်ပါးဟာလမ်းမှာတခိုးတွေကနေပြီးသင်္ကန်းကိုချွတ်ပြီးတော့လူယူလိုက်တော့တုံလုံးကြီးဖြစ်လာလူမပြေမတော်လို့တစ်ပင်ကတစ်ကိုင်းတွေချိုးပြီးတော့တစ်ကိုင်းတွေနဲ့ဖုံးပြီးတော့ရောက်လာတယ်သူတို့ရှိတစ်ခက်တွေဝတ်ပြီးတော့လာတယ်တစ်ခက်တွေနဲ့ဖုံးပြီးတော့လောက်လာအဲ့ဒါကိုမြင်တဲ့အခါကျတော့သူဟာရင်ထဲကသရတရားတွေဖြစ်လာတယ်။အော်ဒီပုဂ္ဂိုလ်ဒီယဟန်ဟာတခိုးရမြတွေကလမ်းမှာလူလိုက်လို့သင်္ကန်းမရှိတော့လို့လူမြင်မကောင်းလို့တစ်ခက်တွေဖုံးပြီးတော့ဝတ်လာတာ။ကဲငါဝတ်မဲ့အဝတ်ကိုသူလှူလိုက်ပါတော့မယ်။ဝတ်စုံတစ်စုံတစ်ချမ်းကိုသူလှူလိုက်တယ်။လှူလိုက်တဲ့အခါအဲ့ဒီကိုတော့ကတောချုံလေးအကွယ်မှာသူလှူလိုက်တဲ့အဝတ်ကလေးကိုဝတ်ပြီးတော့ထွက်လာလိုက်တဲ့အခါကျတော့အရင်တုန်းကတစ်ခက်တွေဖုံးထားတော့ကကြီးညိုပွဲရမကောင်းဘူးအယောင်တောက်ပါတဲ့သူ့ရဲ့အဝတ်ကလေးကိုဝတ်ပြီးထွက်လာတော့ကိုတော်လေးကကြီးညိုစရာကောင်းသွားတယ်အဲ့ဒါနဲ့တရားတရားဖြစ်ပြီးသူ့လက်ထဲကြံတဲ့အဝတ်ကိုပါဆက်ပြီးတော့လှူလိုက်တယ်စွန့်စားမှုတစ်ခုပေါ့နော်သူစိတ်ထဲမှာချီနူးလိုက်တယ်သူမိုးတော့ပါဘူး3နှစ်ကျွန်ခံလို့ရတဲ့
ဒီအဝတ်ကိုသူမိုးတော့ပါဘူးဆိုပြီးလှူလိုက်တာသူကလှူပြီးတဲ့အခါမှာနိဗ္ဗာန်ဆုတောင်းပေါ့မဟုတ်ဘူးသူတောင်းတာကသူများဒုက္ခပေးဖို့ပါလာပြန်သူဆုတောင်းပုံကအရှင်ဘုရားတဲ့တပည့်တော်ဒီသင်္ကန်းလှူရတဲ့အကျိုးကြောင့်တဲ့ဖြစ်လျက်ဘဝမှာအချောဆုံးအလှဆုံးဖြစ်ပါရစေဒါတခုချောမောလှပခြင်းနာတော့လူတိုင်းနေမှာပေါ့မျိုးသမီးတွေချောမောလှပပါရစေဒီလောက်တင်ဆိုတော်ပြီမဟုတ်ဘူးသူကဆက်ပြီးဆိုတောင်းတယ်မန္ဒိတဝကောစိပုရိသောတက္ကပဝေနတန်ထတုံမအတ္တခေအချောလှဖြစ်တဲ့သူ့ကိုမြင်တဲ့ယောက်ျားတိုင်းဟာမယမတိနိုင်အောင်ဖြစ်ပါစေသူ့ကိုတတ်မဲ့ပါစေသူဆုတောင်းအဲ့ဒီဆုတောင်းကတော့သူကအကောင်းထင်ပြီးတော့လုံးလိုက်တာနော်အကောင်းထင်ပြီးအဲ့ဒါကိုထဲဆုတောင်းလိုက်တယ်ယောက်ျားတွေဟာကိုယ်သဘာဝအတိုင်းသူမြင်လိုက်လို့ရှိရင်ယူသွတ်သွားပါစေဆိုတဲ့ဆုကိုသူတောင်းလိုက်တယ်သူ့တဲ့ချောတဲ့လှတဲ့လူလဲလောကမှာမပေါ်ပါစေနဲ့တစ်ဖက်ကလည်းပဲမစ္စရိယလည်းပါလိုက်သေးတယ်သူလိုချောတဲ့ပုဂ္ဂိုလ်လည်းတခြားမရှိပါစေနဲ့သူခေတ်မှာသူအချောဆုံးဖြစ်ပါရစေသူမြင်သမျှယောက်ျားတွေဟာလည်းအလုံးယူသွတ်သွားပါစေယူတာချစ်ချင်တာသူကအဲ့လိုဆူတောင်းလိုက်တာအဲ့ဒါကြောင့်မို့သူ့ကိုဩမဒန္တိလို့ခေါ်တာမြင်တဲ့ယောက်ျားတွေကိုယူသွတ်သွားစေတတ်တယ်မြို့သမီးဆိုပြီးတော့ဩမဒန္တိလို့နာမည်ပေးတယ်50ဇတ်ထဲမှာသူဟာသူ့မိဘကတိဝိဘယင်ကြီးဆက်ဖို့စီမံတော်လည်းပဲဘယင်ဆိုတာကဟန်ကြီးပန်ကြီးလှုပ်တတ်တယ်သူဟန်ကြီးပန်ကြီးလှုပ်တော့အထောက်လှမ်းနေလွတ်လိုက်တယ်အထောက်လှမ်းလွတ်တဲ့ပုံနဲ့တော်တွေကဒီကလေးမလေးကိုကြည့်တဲ့အခါယူသွတ်သွားကြတယ်သူမြင်တာနဲ့သူဆူတောင်းတိုင်းယူသွတ်သွားကြတဲ့အခါကျတော့ဘုရင်ကြီးစီကိုရပုတ်တင်တဲ့အခါမှာနော်အစီရင်ခံစာတက်တဲ့အခါမှာမမှန်တာတွေနဲ့တက်လိုက်တယ်ရပုတ်တင်တာသူတို့ယူသွတ်သွားတဲ့အခါကျတော့ဘုရင်စီကလွတ်တဲ့လူတွေဟာအယူတွေကြီးပဲဆိုအိမ်ကနေမောင်းထုတ်ခံရမကျေနပ်တဲ့အခါဘုရင်ကြီးကိုဆုံးမပါအယူမပါဆိုပြီးတော့မဟုတ်တန်တရားတွေထဲ့ပြီးတော့တင်တော့ဘုရင်ကြီးကသူ့ကိုမကောက်တော့အဲ့ဒါနဲ့အဘိပါရကဆိုတဲ့စစ်သူကြီးကြော်ဖြစ်သွားတယ်ဘုရင်ကြီးတိုင်ကလှဲ့လဲတဲ့အခါကျတော့ငွေဗလာကြီးနဲ့ပန်းနေထဲ့ပြီးလက်စားခြေတဲ့သဘောစစ်သူကြီးကမှားတယ်ဘုရင်ကြီးလာလို့ရှိရင်မင်းထွက်မပြနဲ့နော်အိမ်မောကအတဏ္ဍမှားထားခဲ့တာဘုရင်ကြီးဒီလန်ကသွားလိုက်မယ်မင်းထွက်မပြပါနဲ့လို့သေချာမှားထားတာအစင်သင့်ငွေဗလာကြီးတဲ့ပန်းနေထဲ့ပြီးသီဝိမင်းကြီးအိနာအရောက်မှာထွက်ပြီးတော့ပန်းကျဲလိုက်တာသူ့ရုပ်မြင်တဲ့အခါကျတော့သီဝိမင်းကြီးကမရမတည်နိုင်ဖြစ်သွားတယ်သူများကိုဒုက္ခပေးဖို့သူဆူတောင်းတာဖြစ်သွားနော်အဲ့ဒီဇလံမှာဩမဒန္တိရဲ့ဆူတောင်းမှားမှုကြောင့်တိဝိမင်းကြီးဟာသိက္ခာကျသွားသိက္ခာကျရတယ်တော့အဲ့ဒီဆူတော်မျိုးလည်းပဲမဆူမတောင်းသင့်ဘူးပေါ့နော်ဆူတောင်းရင်တော့လည်းဖြစ်လာတတ်တယ်ပေါ့တော့အဲ့ဒီဇလံတစ်ခုရှိတယ်နောက်တစ်ခါကုသမင်းနဲ့ပပဝတီတို့ဇလံမှာကြည့်မယ်ဆိုရင်နှစ်ဦးစလုံးဟာဆူတောင်းခဲ့ကြတာပဲတစ်ချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ပပဝတီအလောင်းတို့ဟာ
မကြီးနဲ့မတ်တော်ကြတယ်ထမကုသမင်းအလောင်းအကိုနဲ့ဘဝပရိလောင်းအမျိုးသမီးကအိမ်အောင်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲအိုလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကန်ဆိုတော့သူတို့သိမတည့်ခြင်းမတည့်ကြအောင်တနေ့ကျတော့အဲ့ဒီအိမ်မှာမုန်းလို့တယ်သူကတောသွားနေတယ်သူ့ရဲ့မေကြီးကမုန်းလို့ပြီးတော့စားကြတယ်သူ့အတွက်ကိုမုန်းချန်ထားတယ်သို့တော့ပိစိကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုန့်ကိုလှူလိုက်တယ်ပိစိကဗုဒ္ဓတပိတ်ထဲလဲထဲလိုက်ရောသူကတောကပြန်ရောက်လာတော့ငါမောင်မင်းအတွက်မုန်းချန်ထားတာအခုပိစိကဗုဒ္ဓရှိလို့ငါတို့လှူလိုက်ပြီဆိုတာရုမလုပ်ဘဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလှူဘဲနဲ့သူများမုံခမရတို့ကကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပိစိကဗုဒ္ဓတပိတ်ပေါ်လိုက်ပြီးတော့လူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာအဲ့ဒီတော့ဟိုမျိုးသမီးကရှက်လဲရှက်ပိစိကဗုဒ္ဓပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောပတ်အိုးကြီးကိုယူလာခဲ့ယူလာပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထဲကိုထောပတ်တွေလောင်းထည့်ပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဆုတောင်းဆိုတာကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုရင်ဒီကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်တဲ့ဖြစ်လျက်ဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပဆိုတာအယောင်ဝတ္တိကရှိတာခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတ္တိဗမာပြည်မှာတော့ပပဝတ္တိဆိုတာပပဆိုရင်တော့မဟုတ်ဘူးပဘာခုံးနဲ့မှမှန်တယ်ပပဆိုတာအယောင်နော်ပပဆိုရင်တော့ဗာအဓိပ္ပာယ်မှမရှိဘူးပဆိုတာရေအိုးစင်ပဲနော်ပဆောင်နှလုံးဆိုရင်ရေအိုးစင်ဖြစ်သွားတယ်ပဝတ္တိခန္ဓာကိုယ်အသားအရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆုတောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင့်ဟောဒီထောပတ်လေးအစင်လှတယ်လို့ဖြစ်လျက်ဘဝမှာဒုက္ခနာကိုအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလဲဖြစ်ပြရစေနှစ်ခုနောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းဆိုးနေတာဆိုတော့ဟောဒီလူယုတ်မှနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုတ်မှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူတောင်းတာအဲ့ဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုတ်မှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါကုသမင်းအလောင်းကမခံနိုင်ဘူးမခံနိုင်တော့သူ့လက်ထက်ကမုံကိုပြေးပြီးတော့ပိစိကဗုဒ္ဓရဲ့သပိတ်ထဲပြန်ထည့်ပြန်လှူတယ်ပြန်လှူပြီးတော့လေသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ဟောဒီမိမယူဆနာတရားဝေးကွာတဲ့နေရာပဲဖြစ်ပါစေတပည့်တော်မရရအောင်ယူနိုင်ပါရစေဆိုပြီးလုပ်တာနော်အဲ့တော့ကလေးသားခြေတာပေါ့နော်သူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအဲ့ဒါကုသမင်းနဲ့ဘဝဥဒိစ္စလမအဲ့ဒါလို့ဆုတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆုတောင်းမှုတွေကြောင့်သူတို့ဘဝဟာအချင်းချင်း
စိတ်ဆင်းရဲမှုတွေနဲ့ကြုံခဲ့ရတယ်ကိုယ်ဆူတောင်းတဲ့ကိုယ်ဒုက္ခရောက်နေချတာလေကုသမင်းကြီးကအယုဆိုးကြီးတန်းဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆိုးကြီးတန်းတယ်ပပဝတီကိုချောလိုက်ရတာနော်ဩရိန္ဒေဘဝရောက်လို့ရောက်ဖြာရက်တဲ့လူဘဝရောက်လို့ရောက်အမျိုးစုံပပဝတီနဲ့တွေ့ဖို့ကြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းနဲ့ရှင်မရင်ဖြစ်ပါလေရဲ့ဘုရင်ရဲ့စီစဉ်ကိုချမ်းသာသာမခံစားရဘူးခိုးကလည်းသူ့ကိုမုန်းလိုက်တာမပြောနဲ့အဲ့လိုနဲ့သူတို့ရဲ့အိမ်တောင်ဘက်ဟာစဉ်းစားတာကြည့်နော်ဆူတောင်းနေမှားလာခဲ့ကြတယ်အဲ့တော့တန်တရားထဲမှာဆူတောင်းတာဟာအကောင်းတောင်းတာတောင်းမှပဲအကောင်းကြီးမရဘူးအခုလိုဒုက္ခပေးတဲ့ဆူတောင်းတွေဟာသူတို့ပဲအပြန်အလှန်နှိပ်စက်တာကိုခံရတယ်ပါဝဝတီကလည်းအကြီးကျယ်စိတ်ဆင်းရဲရတယ်ကုသမင်းကြီးကလည်းအကြီးကျယ်စိတ်ဆင်းရတယ်ဆိုတော့ဒီဒုက္ခတွေကိုသူတို့ဟာဆူတောင်းတဲ့ကနေရလိုက်တဲ့ဒုက္ခတွေလို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တန်တရားတွေကဆူတောင်းနေဟာအကောင်းကြီးမရနိုင်ဘူးဒါကြောင့်မို့ဆူတောင်းမမှားစေရဘူးပေါ့ဆူတောင်းမမှားစေရဘူးဆူတောင်းမှားပြီဆိုရင်လူတွေဟာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေနဲ့အမျိုးစုံကြုံရဒါကြောင့်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါမှာအကောင်းဆုံးဖြစ်တဲ့ဆုကိုပဲတောင်းတဲ့တောင်းတိုက်တယ်ပေါ့စัจ जा ဆိုတာမပါတဲ့ဆုသည်အကောင်းဆုံးပဲနိဗ္ဗာန်မရမီစัจ जा ညီကိုနှစ်ယောက်ဆုတောင်းကြတယ်အကိုကြီးလုပ်တဲ့ပုဂ္ဂိုလ်ကတော့ပိစိကဗုဒ္ဓစီကြံလူပြီးပိစိကဗုဒ္ဓသိတဲ့တရားကိုသိပြရစေလို့တစ်ချက်တည်းတောင်းလိုက်တယ်အေးကုသိုလ်ကောင်းမှုပြုတဲ့ဘဝကတစ်ခုဒုတိယဘဝမှာနတ်ပြည်ရောက်နောက်တတိယဘဝမှာလူပြန်ဖြစ်ဝိပဿနာမြတ်စွာဘုရားပွင့်တဲ့ကြုံတရားရယဟန္တာဖြစ်ပြီးပြိဋိဘံပြုသွားသုံးဘဝတည်းနဲ့ညီလုံးတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်မရမီစัจ जा သို့မဟုတ်လူချမ်းသာနတ်ချမ်းသာခံစားပါရစေဆိုတဲ့ဆုတောင်းလိုက်တဲ့အခါကျတော့90နဲ့တကဘာကြောဖြတ်ပြီးတော့ဂေါရမမြတ်စွာဘုရားလက်ထက်မှာကြွတယ်သူကနော်စัจ जा ဆုကအလောက်ထိအောင်ဖြစ်သွားတယ်90တကဘာဆိုဘဝကိုပြောတာမဟုတ်ဘူးဘဝပေါင်းကတကဘာမှာဘဝပေါင်းကရှေ့တွက်လို့ရမှာမဟုတ်ဘူးတကဘာနဲ့ပဲခြိပြောလိုက်တာအဲ့တော့ဘဝတန်တရားမှာအချိန်ချင်းသေးအချိန်ချင်းဒုက္ခတွေရောက်ပြီးတော့မှဒီဆူတောင်းရဲ့အကျိုးကသူခံစားရတာကောရဝဘုရားဆိုဘုရားလက်ထက်ရောက်တဲ့အခါကျတော့သူဟာဇောတိကတထေဘဝနဲ့ယဟန်ပြုပြီးတော့ယဟနာဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်အဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဟာအလုံးကိုထူးခြားကြတယ်လုံးကိုထူးခြားတယ်သို့သောထူးခြားတဲ့အထက်မှာတန်တရားထဲမှာတောင်းလိုက်တဲ့ဆုမှန်သမျှအစိုးရပါမလာတတ်တာတန်တရားဆုကိုတတ်နိုင်သမျှမတောင်းမဲကောင်းတဲ့ဆုပဲတောင်းရမှာဖြစ်တယ်အဲ့တော့ဆုတောင်းတယ်လို့ဆိုတာဟာဘုရားဘာသာဝင်တွေဆုတောင်းတာဟာဘုရားသခင်စီကတောင်းယူတဲ့ဆုမျိုးမဟုတ်ဘူးတကုရှင်စီကနေပြီးတော့တောင်းတဲ့ဆုမဟုတ်ဘူးကိုကုသိုလ်ကောင်းမှုလုပ်ပြီးဒီကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ဘာဖြစ်ပါရစေပဋ္ဌနာလို့ဆိုတဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုထုတ်ဖော်ခြင်းသာဖြစ်တယ်ဆုတောင်းဆိုတိုင်းမတူဘူးဆိုတာမှတ်ရနော်ဆုတောင်းတယ်ဆိုတာအဲ့တော့အဲ့ဒီလိုဆုတောင်းတဲ့အခါမှာနိဗ္ဗာန်ကိုဥတီတောင်းမှနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တာဖြစ်တယ်
ကျန်တဲ့တန်တရားတွေကဆူတောင်းတွေကတန်တရားတွေမှာသာအကျိုးပေးနိုင်တာဖြစ်တယ်ဒါကြောင့်ကိုလို့တဲ့ကုသိုလ်ကောင်းမှုဟာဝိဝတ္တနေတိတလို့ဆိုတဲ့နိဗ္ဗာန်ကိုရည်မျှော်တဲ့ကုသိုလ်ကောင်းမှုဖြစ်မှထိုကုသိုလ်ကံရဲ့စွမ်းအားသည်နိဗ္ဗာန်မရောက်မချင်းပို့ဆောင်ပေးနိုင်တဲ့အထောက်ပံ့ဖြစ်တယ်။နှုတ်ဖို့ဆိုရင်တန်တရားထဲမှာပဲပြတ်သွားမယ်လို့ဆိုတယ်။အဲ့တော့လောကမှာဘုန်းကြီးတို့တွေလူဘဝရလာတဲ့အခါကောင်းတာလဲလုပ်ကြတယ်မကောင်းတာလဲလုပ်တယ်။အဲ့ဒီကောင်းမကောင်းဆိုတဲ့လုပ်ရတဲ့ဟာကိုယ့်ရင်နဲ့နှလုံးထဲမှာမှတ်တမ်းတင်ပြီးသားဖြစ်နေတယ်။မှတ်တမ်းတင်ထားရုံမကဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဘဝမှာပါသွားတယ်နောက်ဘဝတည်းမကဘူးတန်တရားခရီးမှာအရေးပမာကိုလို့တဲ့ကောင်းမှုမကောင်းမှုတွေဟာလိုက်ပါလာတယ်ဒါကံကြမ္မာရဲ့သဘောတရားနော်အဲ့တော့တန်တရားခရီးသွားအမှားမလုံးမိဖို့တတိကြီးစွာထားမှာဖြစ်တယ်အမှားလုံးမိရင်တော့အမှားတန်ကိုခံရမှာဖြစ်တယ်ဆုတောင်းတာတောင်းမှာပဲအမှားတောင်းမိလို့ရှိရင်တန်တရားထဲမှာကြီးစွာပြဿနာမျိုးစုံနဲ့ကြုံရတတ်သေးတယ်။ဒါကြောင့်မို့ကောရမမြတ်စွာဘုရားဖရာရဲ့အလောင်းဖရာလောင်းတွေဟာဆုတောင်းတဲ့အခါမှာဣဒမေပုံညာဘောတပ္ပညုတညာဏတပစ္စယောဟောတုသူလုပ်တဲ့ကုသိုလ်ကောင်းမှုသည်တပ္ပညုတညာကြီးရဲ့ထောက်ပံ့ဖြစ်ပါစေဆိုရယ်ဒီစိကိုသာလဲဥဒိမတုံတောင်းဆိုတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဖရာဖြစ်သည်ထီအောင်ဒီဆုရဲ့ဥဒိချက်ရဲ့စွမ်းဆောင်မှုတွေကြောင့်နောက်ဆုံးဖရာဆိုတာဖြစ်ရဖရာဖြစ်ဖို့ဆိုတာအလုံးသိတဲ့အတိုင်းမြင့်မြတ်တဲ့လုပ်ငန်း10မျိုးကိုအဓိကအခြေခံထားပြီးတော့လုပ်နိုင်ရဘယ်ရာပဲဖြစ်ဖြစ်ကောင်းတာလုံးမှကောင်းကျိုးရတယ်ဆိုတာသိတာထင်ရှားမိမိတို့ရင်ထဲမှာဆွဲလန်းထားဖို့ရမှတ်သားထားဖို့ရတော့ပါရမီဆိုတဲ့သဘောတရားဟာကိုယ့်ရဲ့လှုပ်ကျင့်သုံးလှုပ်ဆောင်နေမှုကိုမြင့်မြတ်တဲ့လုပ်ငန်းကိုရည်ညွှန်းတာပဲဖြစ်တယ်ဒါကြောင့်မို့နေ့စဉ်ဘဝမှာတို့တွေဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေရမယ်ဖះလောင်းမှလုပ်တယ်လို့မအောင်မေးလေနဲ့လူတိုင်းဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်အောင်ကောင်းတဲ့အလုပ်တွေကိုရွေးပြီးတော့လုပ်အောင်မကောင်းတဲ့အလုပ်ဆိုတာသူကသူလုပ်နေကြတာလူတွေကအလွယ်တကူပဲလုပ်တယ်။ဘာကြောင့်လို့ဆိုရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်နှစ်ခုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်မကောင်းတဲ့အလုပ်လုပ်တာတွေကများတယ်ပေါ့။ကောင်းတာလုပ်တာကနည်းတယ်လူတွေ။အဲ့တော့တတိပညာဒီနှစ်ခုကိုဘာတွေလုပ်နေတယ်ဆိုတာအာယုံစူးစိုက်တဲ့တတိကိုလုပ်နေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဆင်ញင်သုံးသပ်တဲ့ပညာဒီနှစ်ခုနဲ့ကိုယ့်ဘဝကိုစင်ထာဝရလေးလာသုံးသပ်ပြီးတော့နေကြရမှာဖြစ်တယ်ကိုလုပ်နေတဲ့ဘဝမှာမြင့်မြတ်တဲ့အလုပ်ရသော်ဘုရားအလောင်းနေပါရမီဖြည့်တဲ့မြင့်မြတ်တဲ့အလုပ်10မျိုးရှိတဲ့တဲ့တို့တွေဟောဒီ10မျိုးဆိုတဲ့မြင့်မြတ်တဲ့ပါရမီဆိုတဲ့အလုပ်ကိုလုပ်ဖို့ပါရမီလုပ်တယ်ဆိုတာစိတ်နေသဘောထားကပါလဲစိတ်နေသဘောထားကမြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှမြင့်မြတ်တဲ့အလုပ်ကိုလုပ်နိုင်တာဖြစ်တယ်မြင့်မြတ်တဲ့စိတ်နေသဘောထားဆိုတာဘာကိုပြောတာတော့ကိုယ်နဲ့ဘဝတူမတူသက်ရှိတတဝါဖြစ်ဘဝတစ်ခုရထားတာချင်းတူတယ်နော်ဘဝတစ်ခုရထားခြင်းတူတဲ့တတ္တလောကကြီးထဲမှာကိုယ်နေတဲ့တတ္တလောကကြီးတဲ့တတဝါတွေအလုံးပေါ်မှာ
အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားဖို့မုန်းနေတဲ့စိတ်ကင်းပြီးတော့အကျိုးကိုလိုလားတဲ့ကုညီခြင်းနဲ့စိတ်မျိုးမွေးထားပါဒါမေတ္တာလို့ခေါ်တယ်အဲ့ဒီထဲမှာလူတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်ဘူးသရဝတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်အဆင်မပြေလို့ဒုက္ခရောက်နေသူတွေကိုတွေ့ရင်သူတို့ရဲ့ဒုက္ခကိုစာနာထောက်ထားပြီးအကျဉ်းနာပွားတဲ့ကရုဏာကိုထားပါဒါမြင့်မြတ်တဲ့အလုပ်ကဲနိုင်ရင်ကဲမယ်မကဲနိုင်ရင်အကျဉ်းနာတရားထားတခါတတ္တဝါတွေထဲမှာသူ့ရဲ့လုံလဝိရိယကြောင့်ဖြစ်စေအခြေအနေပေးသောကြောင့်ဖြစ်စေအောင်မြင်ကြီးပွားသွားတဲ့ချမ်းသာပျော်ရွှင်သွားတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လို့ရှိရင်လေဝမ်းသာနိုင်ဖို့ရှိပါစေ jealousy လို့ခေါ်တဲ့မနာလိုစိတ်တွေမရှိပါစေနဲ့ဝမ်းသာနိုင်မှဝမ်းသာနိုင်ရမယ်ဆိုတဲ့မုရိဒပွားပါမေတ္တာထားမယ်ကရုဏာထားမယ်မုရိဒပွားမယ်ကိုယ်ကိုယ်ပေါ်မှာစောကားဖြစ်စေချီးမွမ်းတာဖြစ်စေလူတစ်ဖက်သားရဲ့လောက်ရအပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာတွေအလေးနဲ့မထားပဲစိတ်ကိုတည်ငြိမ်စွာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဆောင်ပေးခြင်းဆိုတဲ့ဥပိ္ပခတရားအရာထဲမှာဥပိ္ပခဆိုရင်မတည့်ရင်ဥပိ္ပခထားတယ်လို့ပြောကြတယ်အဲ့ဒါမဟုတ်ဘူးเนาะအဲ့ဒါဥပိ္ပခဆိုတာတိမတ်တဲ့စိတ်တွေသဘောထားကိုပြောတာချစ်ရင်တစ်မျိုးမုန်းရင်တစ်ဖုံအမျိုးမျိုးဖုံဖုံမဖြစ်စေပဲနဲ့ချစ်ချင်းမုန်းခြင်းကိုအလေးနဲ့မထားပဲတဲ့သူဖြစ်စေမတဲ့သူဖြစ်စေလှုပ်တဲ့လှုပ်လိုက်တာလှုပ်ဆောင်ပေးတယ်မုန်းတာမုန်းစရာတွေ့လဲပွေးမယူနဲ့ချစ်စရာတွေ့ရင်လဲဖေးပါမပေးနဲ့အဲ့ဒါလို့နေနိုင်တဲ့ဥပိ္ပခာမေတ္တာကရုဏာမုရိဒဥပိ္ပခာဆိုတဲ့ပြမစိုးတရားကိုအခြေခံထားပြီးတော့ကိုယ့်ရဲ့နေမှာကိုယ်လှုပ်ဆောင်ရမှာကဘာလို့ဆိုရင်ကိုရှိတဲ့ပစ္စည်းကိုမျှဝေပြီးခံစားဖို့ပေးပါကမ်းပါလူထမ်းပါဒါနပြီးတဲ့အခါမှာကိုယ်တိုင်ကသူများကိုဒုက္ခမပေးဘူးဘေးအန္တရာယ်ကင်းမှုကိုအန္တရာယ်ကင်းမှုကိုယ့်ကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုယ်ချင်းသီလထိမ့်သိမ်းဆောက်ရှောက်ပါကိုယ်ချင်းသီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိတယ်မဟုတ်လားသူများသက်တတ်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွေးရင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာပဲတုံးနဲ့တူမတက်အောင်ခုံးတိုက်ထားလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ်တော့ပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သီလပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင်သူများကိုဒုက္ခပေးတဲ့အလုပ်တွေကရှောင်ပြီးတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားတယ်ကာယဒုစရိုက်ဝစီဒုစရိုက်ကိုမကျွလွန်မဲနဲ့ကိုဒါမြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်ဒါကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှိရင်လိန်ပြောတာဟာအောက်တန်းကျတဲ့အလုပ်တဦးနဲ့တူမတက်အောင်ဂုံးတိုက်တာနေရုပ်ညံ့တဲ့အလုပ်သူများကိုဆဲတာဆဲရည်တိုင်းထွားတာဟာရှုံးမရုပ်ညံ့တဲ့အလုပ်မဟုတ်တန်တရားတွေရှောက်ပြီးတော့အကျိုးမရှိတဲ့စကားတွေပြောတာရှုံးညံ့တဲ့အလုပ်အဲ့ဒီရုံညံ့တဲ့အလုပ်တွေကိုမလုံးမိအောင်သီလဆိုတာနဲ့ထိမ့်သိမ်းဆောင်ရှောက်အောင်ဒါမြင့်မြတ်တဲ့အလုပ်ဖြစ်သွားတယ်သီလပါရမီသီလပါရမီကိုပုံမူပြီးတော့ထိမ့်သိမ်းဆောင်ရှောက်နိုင်ဖို့ကြတော့နိက္ခမ္မပါရမီဆိုတာပို့ပြီးတော့ကိုချင်းသီလကိုတိုးမြတ်မယ်ဆိုရင်ကိုယ်တိုင်ဟာ
ဒီသာသနာ့ဘောင်ဝင်ပြီးတော့ဘုန်းကြီးဝတ်တာပဲဖြစ်စေတော့အရာချင်းကပ်ပြီးတော့တရားအထုတ်တာပဲဖြစ်စေနိက္ခမပါရမီကိုကျင့်သီလကိုပြည့်ပြည့်ဝထိမ့်ဖို့အတွက်လူအတိုင်းဝိုင်းကနေပြင်ထွက်ပြီးတော့နေတယ်ကာယဝေကစိတ်တဝေကလို့ဆိုရယ်ကိုယ်ရဲ့လွတ်လပ်မှုစိတ်ရဲ့လွတ်လပ်မှုတွေနဲ့နေထိုင်တယ်နိက္ခမပါရမီဒါနပါရမီလုပ်တယ်သီလပါရမီလုပ်တယ်နိက္ခမပါရမီတရားရည်ရဲ့အကျိုးကိုယ့်ရဲ့အကျိုးသိဖို့ရအသိပညာဆိုတာစီးပွားထောရတယ်ပညာရှိမှလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိတယ်အကောင်းဆိုခွဲခြားနိုင်တယ်ဒါကြောင့်မို့ပညာရှိပွားလာအောင်ပညာပါရမီကိုဖြည့်ရမယ်ဘလို့ဖြည့်မလဲကိုမသိတာတွေကိုလေ့လာတယ်မေးတယ်မြန်းတယ်ဒါပညာပါရမီဖြည့်သင်တယ်အေးပညာပါရမီဖြည့်အခက်ခဲတွေ့လာလို့ရှင်စိတ်မတိုးပဲနဲ့ဒေါသမထွက်ပဲတိခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ခန္တီပါရမီကြိုးစားအထောက်ခြင်းဆိုတဲ့ဝိရိယပါရမီဂတိတည်ခြင်းဆိုတဲ့သစ္စာပါရမီကုသိုလ်ကောင်းမှုပေါ်မှာဆွဆွမြဲမြဲပြုလုပ်ခြင်းဆိုတဲ့အဋိဌာဏပါရမီနဲ့နောက်ဆုံးမှာအလုံးပေါ်မှာအကျိုးစီးပွားကိုဆောင်ရွက်ခြင်းဆိုတဲ့မေတ္တာပါရမီဝေမယူခြင်းမျှော်လင့်ချက်မထားခြင်းဆိုတဲ့ဥပေက္ခပါရမီလို့အဲ့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ကိုရှင်ထဲမှာဗြဟ္မဝိဟာရတရားထားပြီးတော့လုပ်ရမှာဖြစ်တယ်ဒီအလုပ်လုပ်ပြီးဆိုရင်တော့ကိုဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုမြင့်မြတ်တဲ့လုပ်ငန်းကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုရရှိစေမှာဖြစ်တယ်ဒါကြောင့်အခုလိုကောင်းမြတ်တဲ့အခွင့်အရေးတစ်ခုရရှိတဲ့အချိန်ကာလမှာမြင့်မြတ်တဲ့စိတ်နေသဘောထားကိုအခြေခံပြီးတော့မြင့်မြတ်တဲ့အလုပ်တွေကိုဒုရတွေလုပ်ကြရမှာဖြစ်တယ်ဆိုတာတတိထားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားဆုတောင်းအကောင်းကြီးမဖြစ်အကောင်းကြီးမရဆိုတဲ့အတိုင်းတန်တရားအတွင်းမှာတော့ဘလောက်ကောင်းတဲ့ဆုပဲတောင်းတောင်းတန်တရားထဲမှာရှိနေတယ်များတော့အကောင်းကြီးမရဘူးဒီထဲမှာမှားယွင်းတဲ့ဆုတောင်းရန်လိုတဲ့ဆုတောင်းကလေးစားချေတဲ့ဆုတောင်းမျိုးတွေဆင်းရဲဒုက္ခကိုပိုရောက်စေတတ်တဲ့ဆုတောင်းမျိုးတွေကိုရှောင်ရှားလို့တန်တရားတွေကလွတ်မြောက်ပြီးဆင်းရဲဒုက္ခကိုဆုံးသတ်နိုင်တဲ့ကောင်းမြတ်တဲ့နိဗ္ဗာန်ဆုဆိုတာကိုသာလဲဥတည်ပြီးတော့တောင်းကြရမှာဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီတရင်စကားဓမ္မလက်ဆောင်ကိုမှတ်သားနာယူပြီးကျင့်ကြံကြိုးကုပ်ပွားများအထုတ်တော်မူနိုင်ကြပါစေကုန်သတည်း